ကဲဒီတစ်ခါကနောက်တစ်မျိုးနောက်တစ်ခွက်ပေါ့ဗျာနောက်တစ်ခွက်ကဒီမှာ6ခါရှိတဲ့အတွက်6နှစ်ခက်က9မလို့ဒီ9နဲ့ဒီ3ညနဲ့လှမ်းပြီးတော့9တာနော်အဲ့တော့ဒီ6ခါကြောင့်9နဲ့3ညနဲ့ပေါင်းရင်9အဲ့ဆိုရင်ဒီမှာကျွန်တော်တို့3ညခါရပြီပြီးမှပဲပြမယ်နောက်တစ်ခုထပ်ပြဒီ3ညခါကြောင့်3ညရဲ့နှက်ကက2နဲ့5နဲ့ခွန်း3ညရဲ့နှက်ကခွန်းဒါဆိုဒီမှာ6ခါကြောင့်6ရဲ့နှက်ကက9ဆိုတော့5နောက်ပိတ်နဲ့ကျွန်တော်4ခါနဲ့9အဲ့ဒါကျွန်တော်တို့ဒီမှာပေါက်ကတ်မှာကခွန်ခါရှိတယ်ခွန်ရဲ့နှက်က3ညဆိုတော့ဒီမှာ8နောက်ပိတ်နဲ့2ခါနဲ့မှာ9မှာအဲ့အမောပါ2ခါနဲ့မှာ3ညဖြစ်မှာခွန်ရဲ့နှက်က3ညမလို့8နဲ့2နဲ့3ညလာနော်အဲ့ဒါအဲ့ဒီကောင်ကပဲဆက်လို့ကျွန်တော်တို့6ခါကြောင့်6ရဲ့နှက်က9နဲ့3ညနဲ့9ပြီဆိုရင်3ညခါရရောအဲ့3ညနဲ့အပေါ်က6ခါနဲ့ပေါင်းရင်6အဲ့6ဆိုရင်ဟောဒီနှလုံး6 3ညနဲ့တပင်ကျော်က6ခါနဲ့ပေါင်းရင်6အဲ့ဆိုရင်ဒီနှလုံး6 9နဲ့တပင်ကျော်က3ညခါနဲ့ပေါင်းရင်9အဲ့ဆိုရင်ဒီနှလုံး9 4နဲ့အပေါ်က6ခါနဲ့ပေါင်းရင်3ညအဲ့ဆိုရင်ဒီနှလုံး3ည2နဲ့အပေါ်က9ခါနဲ့ပေါင်းရင်9အဲ့ဆိုဒီနှလုံး9ဆိုတော့9နဲ့3ညနဲ့မှ9မှာ3ညနောက်ပိတ်ဒီနှလုံး9နှစ်ခါနဲ့ခွန်ခါနဲ့ပေါင်းလို့9ရင်9နဲ့3ညနဲ့ပေါင်းလို့9အဲ့ဆိုရင်ထိတ်ကလာပြီဒီ3ညရဲ့တခါနှက်ကပြန်ယူ3ညရဲ့နှက်ကခွန်မလို့ကျွန်တော်ဒီ3လုံးပေါင်းခွန်6 3ည1ကခွန်9ရဲ့နှက်က3မလို့3ည4ရဲ့9ရဲ့လည်း3မယ်9ရဲ့နှက်က3အဲ့ဆိုရင်4ခါရဲ့နှက်က2မလို့ဒီ6နဲ့6နဲ့ပေါင်းရင်2ရဲ့3ညနဲ့ပေါင်းလို့လည်း2တကွက်တည်းပြီးပြီနော်ဒီ2ခါကြောင့်2ရဲ့နှက်က4မလို့မခွန်ခါနဲ့9ခါနဲ့ပေါင်းတော့6ဆိုတော့2ရဲ့နှက်က4ပြည့်အောင်8ထိတ်ထဲမှာရ820ဆိုပြီးတော့အပီပြင်ရတာမိုက်တယ်နော်ပြန်ပြောမယ်ဗျာဒီ6ခါကြောင့်အပိတ်နဲ့ခါနဲ့ပေါင်းရင်9 6ခါရဲ့နှက်က9 3ညရဲ့နှက်ကခွန်အဲ့ဆို2ပိတ်နဲ့5ခါနဲ့ခွန်6ခါကြောင့်6ရဲ့နှက်က9မလို့9နဲ့4နဲ့9ခွန်ခါကြောင့်ခွန်ရဲ့နှက်က3ညမလို့8နဲ့2နဲ့3ညခါရတယ်အဲ့ခါနဲ့ဆက်လုံး
ရတဲ့ခါနဲ့တပင်ကျော်ခါနဲ့ပေါ့နော်ဆော့ဆိုရင်ဒီနှလုံးဆော့ရတဲ့ခါငါနဲ့အပေါ်တပင်ကျော်ခါနဲ့ပေါ့နော်ငါအဲ့ဒါဒီနှလုံးငါရတဲ့လေးနဲ့အပေါ်တပင်ကျော်6ခါနဲ့ပေါ့နော်3ညအဲ့ဒါဒီနှလုံး3ညရတဲ့ခါနှစ်နဲ့အပေါ်ခွန်ခါနဲ့ပေါ့နော်9အဲ့ဒါဒီနှလုံး9အဲ့တော့3ညပိတ်သွားတခါအဲ့ဒီ3ညခါရတဲ့3ညခါရဲ့နက်ကကခွန်မလို့6 3ည1ပေါ့ရင်ခွန်9ရဲ့နက်ကက3မလို့3ည4 9ပေါ့နော်3 4ရဲ့နက်က2မလို့6 3ညပေါ့နော်2ရဲ့နက်က4မလို့ခွန်9 8ပေါင်းတော့4 80ဗျာအဲ့ဒါကျွန်တော်တို့ကြိုက်နေပြီပထမပိုင်တော့က2ခွက်ပြခဲ့တယ်အခုဒီခွက်နဲ့ဆိုရင်3ခွက်အဲကျွန်တော်ပြတာလေးတွေကြိုက်တယ်ဆိုရင်တော့ထိုးပေါ့ဗျာပေါက်ချင်းမပေါက်ချင်းကတော့ကန်တရားပေါ့โอเคပဲ